はい、皆さん、こんにちは。トイです。今日は新幹線マスター NUEG 文法の勉強を始めたいと思います。အားလုံးပဲမင်္ဂလာပါ私ထွေးဖြစ်ပါတယ်ဒီနေ့ရှင်းခန်းစမ်း Master N1 Grammar အခန်းတစ်ကပထမဆုံး Grammar ဖြစ်တဲ့က Hayayika ဆိုတဲ့ Grammar လေးကိုရှင်းပြသွားမှာဖြစ်ပါတယ်ဆိုတော့က Hayayika ဆိုတာမြန်မာလိုဘာသာပြန်လိုက်လို့ရှိရင်ပြီးတာနဲ့ချစ်ချင်းလို့အဓိပ္ပာယ်ရတယ်က Hayayika ကမြန်မာလိုဘာသာပြန်လိုက်ရင်ပြီးတာနဲ့ချစ်ချင်းလို့အဓိပ္ပာယ်ရတယ်ဘလို့အခြေအနေမျိုးမှာသုံးရတာလဲဆိုတော့ဒီ Grammar ကပထမအလုံးနဲ့ဒုတိယရဲ့အလုံးကြားမှာအချိန်ကွာဟချက်လုံးဝမရှိသလောက်မြန်ဆန်မှုဖော်ပြခြင်းတဲ့အခါမှာသုံးပါတယ်။ခါဟာယာကာကိုဘလို့ချင်းဒီမျိုးမှာသုံးရမလဲဆိုလို့ရှိရင်ပထမအလုံးနဲ့ဒုတိယအလုံးကြားမှာအချိန်ကွာဟချက်လုံးဝမရှိသလောက်မြန်ဆန်မှုဖော်ပြခြင်းတဲ့အခါမှာသုံးပါတယ်။သူ့ရဲ့ရှေ့မှာဘယ်ဖောင်တွေတွဲပြီးတော့လိုက်လေပေါ့နော်။သူ့ရဲ့ရှေ့မှာဆိုရင် Verb Dictionary ဖောင်ဒီမှာပါသူ့ရဲ့ရှင်မှာဆို Verb Dictionary ဖောင်လိုက်မယ်နောက်ပြီးတော့ Verb ဖောင်လိုက်ပါတယ်သူ့ရဲ့ရှင်မှာဆိုလို့ရှိရင် Verb Dictionary ဖောင်လိုက်တယ် Verb ဖောင်လိုက်ပါတယ် Okay ဥပမာပြောရမယ်တော့ဆိုလို့ရှိရင်ပေါ့နော်ကောင်လေးကကျမကိုမြင်တာနဲ့ချစ်ထွက်ပြေးသွားခဲ့တယ်ကောင်လေးကကျမကိုမြင်တာနဲ့ချစ်ထွက်ပြေးသွားခဲ့တယ်မြင်နေဆိုတာရဲ့ထွက်ပြေးတယ်ဆိုတာရဲ့ပေါ့နော်ဒီအခြေအနေနှစ်ခုကြားထဲမှာအချင်းကစိတ်ကဘိုင်းအတွင်းပဲဖြစ်သွားတယ်လုံးဝမြန်ဆန်တယ်လို့ပြောချင်တဲ့အခါမှာဒီ grammar ကိုသုံးပါတယ်Okay ဒီပါအိဆာမလေးတွေကိုလိုက်ပြီးဖတ်ကြည့်ပါမယ်ခိုင်းလျောကိုနိရှုပါစံတော်ဟိယမလာဆန်ဝကုကိုနိစကုကဟာယာဤကကွန်မြူနီနိကဘာလဲခခဲခွန်ဒါပေါ့နော်ဒီမှာခိုင်းလျောကိုနိရှုပါစံတော်ဟိဒါနိုင်ငံသားကိုခီးသွားဖို့ပေါ့နော်နိုင်ငံသားခီးသွားတဲ့နေ့မှာယမလာဆန်ကဒီကုကိုနိစကုကဟာယာဤကလေစိတ်ကိုရောက်တာနေချစ်ချင်းကွန်မြူနီနိခခဲခွန်ဒါကွန်မြူနီတဲ့ကိုပြေးဝင်သွားခဲ့တယ်ခခဲခွန်ဒါဆိုတာပြေးဝင်တာပါနောက်တစ်ခုနံပါတ်2ကကြတော့ဥချိနောကိုဝအိစမောကကိုခါရခိုင်တဲ့ကိတဲ့ခါဘဟိုရီဒါစုကဟာယာဤကအဆိုဘီနီအစ်ဒေရှမောဥချိနောကိုဝအင်္ဂါကလေးရပေါ့နော်အိစမောကကိုခါရခိုင်တဲ့ကိတဲ့အမြဲတမ်းကြောင်းကနေပြန်လာပြီးတဲ့နောက်မှာခါဘဟိုရီဒါစုဆိုတာပြစ်ချတာပါဟိုရီဒါစုဆိုတာပြစ်ချတာဖြစ်ပါတယ်ဒီအိတ်ကိုပြစ်ချလိုက်ပြီးတာနဲ့ချစ်ဘာလို့လဲဆိုရင်အဆိုဘီနီအစ်ဒေရှမောကစားသွားတယ်သူပြစ်ချလိုက်တယ်ပြစ်ချလိုက်ပြီးလို့ရှိရင်ဘလောက်မကြောက်ဘူးသူဘယ်သွားလဲဆိုလို့ရှိရင်ကစားဖို့သွားတယ်အရင်မြန်ဆန်ပါတယ်ဆိုတော့ပြောချင်တာပေါ့နော်စမ်းပန်းကိုကြည့်ပါမယ်ခဲဆာနေဖို့တောက်တော့အစာကောန်ကုချီနီဥရှိခမှုကဟာယာဤကဂန်ဂန်ကိုတတဲ့တာခဲဆာမနေ့ပိုင်းမှာနေဖို့တောက်တော့တာအဲ့အတာနောက်ကြခဲ့တဲ့မျိုးသားကအစာကောန်မနေ့စာကိုကုချီနီဥရှိခမှုဆိုတာအတင်းထက်သွင်းတာကိုပြောတာပါဥရှိခမှုဆိုတာအတင်းထက်သွင်းတာကိုပြောတာပါအတင်းထက်သွင်းပြီးတော့ဘောနော်အတင်းထက်သွင်းပြီးတာနဲ့ချစ်ချင်းကန်တဲ့တာဆိုတော့ဒီအိမ်ဝင်ဝါနေပြီးတော့ထွက်သွားခဲ့တယ်ယွန်ဘန်မှာဆိုရင်ဝါဒန်တို့ဆိုတော့ဟောဝတန်တိုးနေနာလာပဲတာတဲ့တာကဟာယာဤကတိုဘူးယောနိဥရတဲ့တာဝါဒန်ဆိုတာလူပြောများတဲ့ဆိုတော့ဟောဝအဲ့ဒီစာအုပ်ကတဲ့တန်တိုးဆိုတာဆိုင်ရှိကိုပြောတာပါတန်တိုးဆိုတာဆိုင်ရှိကိုပြောတာပေါ့နော်ဒီဆိုင်ရှိမှာနာလာပဲတာတဲ့တာကဟာယာဤကစီပြီးတာနဲ့ချစ်ချင်းဘာဖြစ်လဲဆိုရင်တိုဘူးယောနိပြန်သွားသလိုမျိုးဥရတဲ့အစ်တာရောင်းဆွင်သွားခဲ့ပါတယ်ပြောချင်တာအချိန်လုံးဝမြန်ဆန်ပါတယ်ဆိုတော့ပြောချင်တာဖြစ်တဲ့အတွက်ကြောင့်မို့ကဟာယာဤကိုသုံးတာဖြစ်တယ်အဲ့ဆိုတော့ပြန်ပြောရမယ်ဆိုလို့ရှိရင်grammar လေးကဟာယာဤကမြန်မာလိုဘာသာပြန်ရင်ပြီးတာနဲ့ချစ်ချင်းဘလို့ချင်းဒီမျိုးမှာသုံးရလဲဆိုရင်ပထမအလုံးနဲ့ဒုတိယရဲ့အလုံးကြားမှာအချိန်ကွာချက်လုံးဝမရှိသလောက်မြန်ဆန်မှုကိုဖော်ပြခြင်းတဲ့အခါမှာသုံးတယ်ပြီးတော့သူ့ရဲ့ရှေ့မှာဘာတွေလိုက်လဲဆိုလို့ရှိရင် Verb Dictionary ဖောင်ရဲ့ Verb ဖောင်ရဲ့လိုက်တယ်Okay အဲ့ဆိုတော့私တို့ဒီ grammar ဘလို့အခြေအနေမျိုးမှာသုံးရလဲဆိုတာကိုသိသွားပြီဒါနောက်တစ်ချက်ကဘလို့အခြေအနေမျိုးမှာမသုံးရဘူးလဲဆိုတာလည်းသိဖို့လိုတယ်ပေါ့နော်ဒီ grammar က私တို့ကကိုတိုင်းတွေသုံးလို့မရပါဘူးကိုတိုင်းတွေသုံးလို့မရဘူးเนาะကိုရာရဲ့အစီအစဉ်တွေတမင်လောက်ထားတဲ့အချင်းတွေအပြုမှုတွေမှာသုံးလို့မရပါဘူးဒါလည်းတစ်ချက်ပေါ့နော်ပြီးတော့ဒီ grammar က私တို့နီကြီးစောခိုင်းရမှာသုံးတာနေတယ်ပေါ့နော်အသုံးများတာကဒီစာရေးသားတွေမှာအသုံးများပါတယ်စာရေးသားတွေမှာအသုံးများတယ်သူကကြောင့်ခတ်တာကြီးဖြစ်တယ်ပေါ့နော် formal ဆန်ပါတယ် okay
အဲ့ဒါဆိုတော့ကဟာယာဤကဆိုရဲ grammar လေးနဲ့ပတ်သက်ပြီးတော့ဒီ exam trick လေး၃ချက်လောက်ပြောပြခြင်းနေပေါ့နော်ဒီ exam trick တွေကိုမင်းနာဆန်သိထားမယ်ဆိုရင်စောင်းဝဲမှာအချင်းကိုတက်တာပြီးတော့ဒါအမမရှိအောင်အမနဲ့အောင်ပေါ့နော်အမနဲ့အောင်ကူညီပေးအဲဆိုတော့ဒါရှိ trick ၃ချက်ကိုပြောပါမယ်ဒီမှာပေါ့နော် track 1မှာနောက်ဝိကြမှာတဲ့မိမိရဲ့ဆန္ဒတောင်းဆိုခြင်းရှိနေမယ်ဆိုလုံးဝရွေးလို့မရပါဘူးတဲ့ပြောချင်တာနောက်ဝိကြဆိုတာဒီကာဟာယာဤကရဲ့နောက်မှာပါတယ်ဒီဝိကြပေါ့နော်ဒီဝိကြကကိုယ့်ရဲ့ဆန္ဒတွေတောင်းဆိုခြင်းတွေဖြစ်နေမယ်ဆိုလို့ရှိရင်ရွေးလို့မရအောင်ဥပမာဒီမှာကြည့်မယ်အီယနီခါယရူကဟာယာဤကအိမ်ကိုပြန်ရောက်တာနဲ့ချစ်ချင်းဗါလဲအိုဖရိုနေဟိုင်လို့ဆိုရေချိုးကန်းနဲ့ဝင်မယ်အဲ့ဆိုလို့ရှိရင်ကိုယ့်ရဲ့ဆန္ဒကိုပြောတာဖြစ်သွားတဲ့အတွေ့အကြုံမလို့ဒီလိုအခြေအနေမျိုးဆိုဒီလိုဆိုလို့ရှိရင်မှားပါတယ်မှန်တာကြတော့ဒီအောက်ကစာကြောင်းပေါ့နော်ဒီမှာ ENI ခါရီကဟာယာဤကအိုတိုတိုဝဂေမိုဟာဂျီမေတာ ENI အင်ကိုပြောက်တာပြီးတာနဲ့ချစ်ချင်းအိုတိုတိုညီလေးကဂိမ်းစာဆော်တယ်ဒါကိုအကြောင်းပြောတာမဟုတ်တဲ့အတွက်ကြောင့်မလို့သူများရဲ့အပြုတ်မှုပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုဆိုလို့ရှိရင်မှန်ပါတယ်ဒါကြတော့ track 1ပေါ့နော် track 2ကိုပြောရမယ်တော့ဆိုလို့ရှိရင်နောက်ဝိဇကဒီကဟာယာဤကရဲ့နောက်မှာပါတယ်ဒီဝိဇပေါ့နော်ဒီဝိဇကအမိန်ပေးတဲ့အတန်တိုက်တွင်းတဲ့အတန်ဖြစ်နေလို့ရှိရင်လည်းသုံးလို့မရအောင်ပေါ့နော်ဥပမာဆိုရင်ဂျူကီယိုကအိုဝါရူကဟာယာဤကစုကုခိုင်တဲ့ခရာဆိုင်အတန်ပြီးတာနဲ့ချစ်ချင်းအင်ကိုပြန်မှာဒါဆိုလို့ရှိကွာတိုက်တွင်းသလိုမျိုးအမိန်ပေးတဲ့အတန်လိုမျိုးဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီလိုဆိုလို့ရှိရင်မှားပါတယ် track 3ကကြတော့ဗာလဲဆိုရင်အတိတ်ကာလတွေမှာအသုံးများတယ်ညတော့အပြည့်အတိတ်ကာလတွေမှာအသုံးများတယ်ဒီမှာဆိုလို့ရှိရင်လေဒီမှာဆိုရင်နံပါတ်1မှာဆိုလို့ရှိရင်နောက်ဆုံးကြည့်လိုက်ခါခဲခွန်တာဒီမှာဆိုလို့ရှိရင်ဆမ်မန်မှာဆိုလို့ရှိရင်ဒေတေအတာဒီမှာဆိုရင်ဥရတေအတာဆိုညတော့အပြည့်ဘာဖြစ်နေလဲဆို past tense နေဖြစ်နေရပေါ့နော်အဲ့ဒါကိုပြောချင်တာ okayဒီ track 3ချက်ကိုတည်ထားမယ်ဆိုလို့ရှိရင်မင်းနာဆန်တော့ဒါဆောင်းဝဲမှာအဆင်ပြေမယ်ပေါ့နော်โอเคဒီနေ့ကတော့ဘုံတို့ဒီနေ့ကတော့ကာဟာယာကြီးကာဆိုရဲဒါအသုံးလုံးနဲ့ပတ်သက်ပြီးတော့ exam trade တွေကိုသင်ပေးသွားတာပေါ့နော်မင်းနာဆန်တို့ဒီစာနာလဲမယ်လို့မျိုးနေပါတယ်နားမလဲတာရှိရင် what is your comment box မှာမေးထားခဲ့လို့ရပါတယ်ပြောချင်တာကတော့ဒီ N1 grammar တွေကလေမြန်မာလိုဘာသာပြန်လို့ရှိရင်စင်တူယူမတွေကအများများဖြစ်တဲ့အတွက်ကြောင့်မလို့ grammar တခုဆိုလို့ရှိရင်ကိုကဒီ grammar ဘလို့အချင်းမျိုးမှသုံးရလဲဘလို့အချင်းဆိုလို့ရှိရင်သုံးလို့မရဘူးလေဒီလိုမျိုးကိုကတည်ချာနားလဲထားမှအဆင်ပြေမှာပေါ့နော် okay ဒီနေ့သင်ခန်းစာကိုတကယ်နားလဲသွားပြီလားဒီ grammar ကိုတကယ်နားလဲသွားပြီလားဆိုတော့စံတန်ဖို့အတွက်အောက်က comment box လေးမှာဂါဟာယာကဆိုတဲ့ grammar လေးကိုသုံးပြီးတော့ကိုပန်ဝေချလေးတိဆောက်ပြီးတော့ငယ်ပြဖို့တောင်းဆိုပါရှင်ဝတ်တရှိရတယောက်ချင်းစီရဲ့ဝေချတွေကိုစစ်ပေးသွားပါမယ်နောက်ထပ်ပေါ့နော် level တွေ alike grammar တွေအပြည့် all question တွေကိုပါပညာဒါနလုပ်ပေးသွားဖို့ရှိရကြောင်းမို့ဒီ channel လေးကို like and subscribe လေးလုပ်ပေးဖို့မမေ့ပါနဲ့ရှင်နောက်ဗီဒီယိုတွေမှာပြန်ဆုံကြပါမယ်မတနဲ့